တခါတလေကြာရင်ကိုဘလောက်ကြိုးစားကိုယ့်ရဲ့ခန္ဓာကိုယ်ကတိုးတက်မလာတာဟာကိုတတိမထားမိတဲ့ဒီအမားတွေကြောင့်ဖြစ်နေနိုင်ပါတယ်နံပါတ်1နေ့တိုင်းလေ့ကျင့်ခန်းလုပ်လို့ရှိရင်ပုံမြန်မြန်တိုးတက်တယ်အဲ့ဒီအချက်ကလုံးဝအမှားကြီးပါခန္ဓာကိုယ်တိုးတက်ပြောင်းလဲတာကလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာဖြစ်တာမဟုတ်ပါဘူးအနားယူနေတဲ့အချိန်မှာဖြစ်တာပါဒါကြောင့်မလို့ခန္ဓာကိုယ်ကိုအနားမပေးခြင်းကတိုးတက်ဖို့အချိန်အခွင့်အရေးမပေးတာနဲ့အတူတူပါပဲနံပါတ်2ချွေးအများကြီးထွက်လို့ရှိရင်ဝိတ်ပူကြတယ်ဆိုတဲ့အယူဆချွေးအထွက်များတာကရေဓာတ်ပိုဆုံးရှုံးတာပဲရှိတာပါဝိတ်ကြဖို့ကချွေးဘလောက်ထွက်လဲဆိုတာနဲ့လုံးဝမသက်ဆိုင်ပါဘူးနံပါတ်3လေ့ကျင့်ရေး program မပြောင်းတာဒီလေ့ကျင့်ခန်းဒီအချိန်အရေးအတွက်ဒီအလေးချိန်တိုင်းပဲလေ့ကျင့်နေခြင်းကခန္ဓာကိုယ်ကိုမတိုးတက်လာစေပါဘူးလေ့ကျင့်ရေး program တစ်ခုကိုခန္ဓာကိုယ်က3လအတွင်းမှာနေသားကျသွားနိုင်ပါတယ်နံပါတ်4ကာဒီယိုတီတာအရာရာဆိုတဲ့အယူဆကာဒီယိုလေ့ကျင့်ခန်းကနှလုံးနဲ့အဆုပ်တွေအထူးကောင်းမွန်ပေမဲ့ခန္ဓာကိုယ်တိုးတက်ပြောင်းလဲဖို့ဆိုရင်တော့ကာဒီယိုကကယ်လိုရီကိုခဏတာပဲလောင်ကျွမ်းစေတဲ့အတွက်တိတ်မထိရောက်ပါဘူးနံပါတ်5ဝိတ်ချဖို့အတွက်အစားအလွန်ကျွံချော့ရမယ်အစားအလွန်ကျွံလျှော့ခြင်းက metabolism ကိုပိုနှေးသွားစေသလိုဟော်မုန်းတွေရဲ့လှုပ်ဆောင်ချက်ကိုလည်းထိခိုက်စေပါတယ်ဒီချက်တွေကဝိတ်ချဖို့ပိုခက်ခဲစေတဲ့အတွက်အစားအလွန်ကျွံလျှော့ခြင်းဟာဝိတ်ချဖို့အတွက်အကူအညီမဖြစ်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်